မှတ်တမ်းဆိုးတွေပိုင်ဆိုင်သွားတဲ့ Chelsea နဲ့ Rossini မန်ယူကိုရှုံးခဲ့တာကြောင့် Chelsea နည်းပြ Rossini တို့ဟာဆိုးဝါးတဲ့မှတ်တမ်းကိုပိုင်ဆိုင်သွားခဲ့ပါတယ်။ Rossini ဟာ Chelsea အသင်းသမိုင်းမှာ Premier League 4 ပွဲဆက်ဂိုးမသွင်းနိုင်ပဲရှုံးအောင်ကင်တွယ်ခဲ့တဲ့ပထမဆုံးနည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့တာပါ။ Chelsea ဟာ Premier League မှာ Match 14 ရက်က Newcastle ကိုအိမ်ကွင်းမှာတဂိုးမရှိနဲ့ရှုံးခဲ့ပြီးတဲ့နောက်မှာ33ရက်အတွင်းဂိုးမသွင်းနိုင်ပဲ4 ပွဲဆက်ရှုံးခဲ့တာပါ။ Chelsea ဟာပြီးခဲ့တဲ့32နှစ်အတွင်းပထမဆုံးအချိန်အနေနဲ့တရားဒီအတွင်းအိမ်ကွင်းရှုံးပွဲ6ပွဲထိကြုံခဲ့တဲ့မှတ်တမ်းဆိုးကိုလည်းရရှိသွားခဲ့ပါတယ်။အိမ်ကွင်း6ပွဲရှုံးပွဲရှိတဲ့နေရာမှာနောက်ဆုံးကစားခဲ့တဲ့အိမ်ကွင်း3ပွဲဆက်တိုက်ရှုံးခဲ့တဲ့အထိအခြေအနေဆိုးခဲ့တာကြောင့် Chelsea ပရိသတ်တွေဟာနီးပြ Rossini နဲ့အသင်းဘုတ်အဖွဲ့ကိုလောင်ပြောင်မှုတွေလုပ်ခဲ့ကြတာပါ။ဒါအပြင်မန်ယူကိုရှုံးခဲ့တာကြောင့် Chelsea ဟာ2019ခုနှစ်နောက်ပိုင်းမှာမန်ယူကိုတရားဒီအတွင်းပထမဆုံးချိန်နှစ်ကြော့လုံးရှုံးခဲ့တဲ့မှတ်တမ်းကိုပါပိုင်ဆိုင်ခဲ့ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kickoff Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။